Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ Rider Recap Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဇလန်မစခင်မှာကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပေးပြီးဇလန်တွေကိုစောင့်အောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျာကဲပြောချင်တာလည်းပြောပြီးဆိုတော့စလိုက်အောင်ဗျာဇလန်စမှာခေါ်ကွင်းရဲ့လက်ကင်တို့ဖြစ်တဲ့စာကတာဟာတရောတန့်စင်ကိုသူ့ရဲ့ပြည်နဲ့အတူနားထောင်နေခဲ့ပါတယ်နားထောင်နေရင်တရောထိုးနေတဲ့ကောင်မလေးကို18ရာစုနှစ်တုန်းကတချင်းဆရာတယောက်ဟာသူ့ရဲ့အိမ်မက်တွေအတွက်နဲ့ဆိုးရီနဲ့ပေးယူလုပ်ခဲ့ကြပြီးအပြန်အလှန်နေတဲ့တချင်းဆရာအောင်မြင်ခဲ့တဲ့တချင်းတွေဖန်တီးနိုင်ခဲ့ကြောင်းတရောထိုးနေတဲ့သူမကိုရှင်းပြနေခဲ့ပါတယ်။ကောင်မလေးလည်းညင်းဆိုနေခဲ့ရကြောင်းစာကတာတို့လည်းထောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မိစ္ဆာတကောင်ရောက်လာပြီးကောင်မလေးကိုစိတ်ညှို့ခဲ့ပါတယ်။နောက်တစ်ခါမှတော့ကိုတာတို့ဟာပန်းညံထဲကိုလမ်းလျှောက်ထွက်လာခဲ့ပြီးတနေရာရောက်မှတော့တရောထိုးနေတဲ့ကောင်မလေးကိုတွေ့ခဲ့ပါတယ်။အဲ့ဒီကောင်မလေးရဲ့နာမည်ဟာယူရီဖြစ်ပြီးသူမဟာဆေးရုံတက်နေရတဲ့ဟီတိုဆိုတဲ့ကောင်လေးကိုလာတိခတ်ပြပေးနေရပဲဖြစ်ပါတယ်ဟီတိုဟာဆေးရုံတက်နေရတာလားနဲ့ချီနေပြီဖြစ်ပြီးယူရီရဲ့တရောတန့်စင်ကြောင့်ကျမကြီးပြန်လဲကောင်းမွန်လာတာပဲဖြစ်ပါတယ်ယူရီဟာဒီပန်းကြံထဲလာပြီးနေ့တိုင်းတိခတ်ပြနေရလဲဖြစ်ပါတယ်အဲ့ဒီချိန်ကောကွန်ရဲ့ရုံငန်းထဲမှာလည်းလူတွေကိုဒုက္ခပေးဖို့ကြံစီနေခဲ့ပါတယ်သူတို့ရဲ့အကြံစီဟာတချင်းတန်စင်တွေကိုစိုးရတဲ့အတန်ဖြစ်ပြောင်းလဲပြီးသူတို့ကြားတဲ့ပြန်လဲလွှင့်ဖို့ပဲဖြစ်ပါတယ်စိုးရတဲ့တန်စင်တွေကိုထုတ်လွှင့်ဖို့အတွက်စီကာတာမြူတန်ကိုနှိုးထားစေခဲ့ပါတယ်နောက်တစ်ခါမှတော့ကိုတာတို့ဟာတရောထိုးပြန်ပွဲကနေပြန်လာတဲ့ယူရီကိုစောင့်နေခဲ့ပါတယ်ယူရီထွက်လာတဲ့အချိန်ကိုတာတို့လည်းအားရဝမ်းသာနှုတ်ဆက်ပင်မဲ့ပြန်ပွဲမှာရှုံးသွားတဲ့ယူရီလည်းမပျော်ရွှင်နိုင်ဖြစ်နေခဲ့ပါတယ်အနိုင်ရသွားတဲ့သူဟာတထေးတယောက်ရဲ့သမီးဖြစ်နေပြီးပြန်ပွဲအတွက်ရန်ပုံငွေတွေကိုလည်းအမြဲလှူပေးနေတဲ့သူလည်းဖြစ်ပါတယ်ယူရီလည်းစိတ်သက်ကြပြီးတယောက်တည်းထွက်လာခဲ့ပြီးကြောင်တစ်ကြောင်မှာသွားငိုနေခဲ့ပါတယ်အဲ့လိုငိုနေတဲ့အချိန်စာကာတာရဲ့ပြည်ရရောက်လာခဲ့ပြီးအဲ့တို့လူတွေကိုလက်စားချေချင်ရင်သူနဲ့တူလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ယူရီလည်းဇလန်းစတော့ငါတို့ကောပွန်ရဲ့စိတ်ညှို့ခြင်းကိုခံရပါတော့တယ်အဲဒီနောက်မှာတော့ယူရီတီးလိုက်တဲ့တရောတန်စင်တိုင်းဟာစီကာတာမြူတန်ကနေပြောင်းလဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်နားထောင်နေတဲ့လူတိုင်းရေဒီယိုမှာထုတ်လွှင့်မှုတွေတိုင်းဟာလူတွေရဲ့နားကိုမခံနိုင်အောင်ဖြစ်စေခဲ့ပြီးဒုက္ခရောက်နေခဲ့ပါတယ်အဲ့လိုဖြစ်နေတဲ့နေရာကိုကိုတာရိုလည်းရောက်လာခဲ့ပါတယ်ကိုတာရိုလည်းတရောတီးနေတဲ့ယူရီကိုတွေ့သွားပြီးတားဆီးဖို့လုပ်ပေမဲ့ယူရီလည်းတောထဲကိုထွက်ပြေးသွားခဲ့ပါတယ်တောထဲတနေရာရောက်မှာတော့ယူရီလည်းအသင်းဆောင်နေခဲ့ပြီးတရောကိုစတီးပါတော့တယ်ကိုတာရိုလည်းနားမခံနိုင်အောင်ဖြစ်နေချိန်မှာပဲစီကာတာမြူတန်ကရောက်လာခဲ့ပြီးတိုက်ခိုက်ပါတော့တယ်ကိုတာရိုလည်းမြူတန်ကတိုက်စင်တွေကိုပြောင်းလဲပစ်နေရဲဆိုတာကိုကြည့်ထားမိသွားပြီးရိုက်တာပုံစံပြောင်းလဲတာစတင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့မြူတန်ကိုရိုက်တာတိုက်ခိုက်တဲ့အချက်တိုင်းဟာမြူတန်ကိုမတက်ရောက်ပဲသူမပေါ်ပဲတံပြန်တက်ရောက်နေရဲဆိုတာကိုရိုက်တာလည်းကြည့်ထားမိသွားခဲ့ပါတယ်ဒရိုက်တာလည်းတိုင်ပတ်နေပေမဲ့ဇလန်းဆုံးကိုချင်းတန်သေးရနေပဲမြူတန်လည်းထွက်ပြေးသွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ယူရီလည်းသူ့အမြဲတမ်းတီးပြနေကြဖြစ်တဲ့ဟီရိုစီရောက်လာခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ယူရီလည်းသူ့ကြောင့်ဟီရိုဒုက္ခရောက်မှဖြစ်လို့တရောမတီးပဲထွက်ပြေးလာခဲ့ပါတယ်ဟီရိုလည်းထွက်ပြေးသွားတဲ့ယူရီနောက်ကိုလိုက်သွားခဲ့ပါတော့တယ်ဆေးရုံမှာတော့ဟီရိုကိုလိုက်ရှာနေခဲ့ကြပါတယ်ဟီရိုပျောက်သွားတာကိုသိတဲ့ကိုတာရိုလည်းလိုက်ရှာခဲ့ပါတော့တယ်ယူရီလည်းချန်နဲ့ပိုပြေးဝင်သွားခဲ့ပြီးဟီရိုလည်းချန်ရှိကနေအော်ခေါ်နေခဲ့ပါတယ်အဲဒီချိန်ဟီရိုလိုက်ရှာနေတဲ့နေရာကိုကိုတာရိုလည်းရောက်ရှိလာခဲ့ပါတယ်ဟီရိုလည်းယူရီဟာရင်လုံးမဟုတ်တော့တဲ့အကြောင်းပြောင်းလဲသွားကြောင်းကိုတာရိုကိုပြောပြနေပြီးကိုတာရိုလည်းသူမကိုပြန်ခေါ်လာမှဖြစ်လို့သူ့ကိုစောင့်နေခဲ့ဘူးပြောပြီး channel ကိုဝင်သွားခဲ့ပါတယ်အင်ဂျီရဲ့စတူဒီယိုခန်းထဲမှာတော့စာကာတာနဲ့သူ့ရဲ့ PA ဟာယူရီနဲ့တူတရောတီးနေတဲ့အဖွဲ့ကိုတန်စင်တွေတိခတ်ခိုင်းတာပြီးအဲ့ဒီတန်စင်တွေကိုတစ်ကမ္ဘာလုံးကိုထုတ်လွှင့်မှုကြံစည်နေတာပဲဖြစ်ပါတယ်အဲ့ဒီချိန်ကိုတာရိုလည်းရောက်လာခဲ့ပါတယ်ကိုတာရိုလည်းခိုးကြောင်ခိုးဝဲနဲ့ဝင်လာခဲ့ပေမဲ့တရောတန်စင်တွေကြောင့်နားမခံနိုင်အောင်ဖြစ်နေတဲ့ကိုတာရိုကိုလည်းမိသွားခဲ့ပါတယ်ကိုတာရိုလည်းယူရီကိုနားဝင်အောင်ဖြောင်းပြနေခဲ့ပါတယ်ယူရီလည်းသူခံခဲ့ရတာတွေကိုကိုတာရိုကိုပြောပြနေခဲ့ပြီးတရောကိုဆက်တီးနေခဲ့ပါတယ်ကိုတာရိုလည်းဟီရိုအကြောင်းကိုပြောပြပြီးနားချတဲ့ချိန်မှာတော့ယူရီလည်းအသိစိတ်ဝင်လာခဲ့ပြီးတရောထိုးနေတဲ့အတန်ကိုပဲပစ်ချခဲ့ပါတယ်အဲ့ဒီချိန်မှာယူတန်လာခိုင်းတဲ့ကိုဝင်လာပြီးသူ့ရဲ့မျက်လုံးသုံးလုံးဆွဲနဲ့တရောထိုးနေတဲ့သူတွေကိုစိတ်ကိုပြန်လဲထင်းချုပ်လိုက်ပါတော့တယ်အဲ့ဒါနဲ့သူမနဲ့ပေါ်ရတရောကိုပြန်လဲတိချက်ကြပါတော့တယ်ကိုတာရိုလည်းတီးလုံးတန်စင်တွေကိုမခံနိုင်ဖြစ်နေတဲ့ချိန်မှာတော့မြူတန်လည်းကိုတာရိုကိုပါရိုက်ခဲ့ပါတယ်ကိုတာရိုလည်း channel ကိုထွက်ပြေးလာခဲ့ပြီးမြူတန်ကတရောထိုးတဲ့အဖွဲ့ပါ like လာခဲ့ပါတယ်အဲ့ဒါနဲ့ကိုတာရိုလည်းအချိန်ဆွဲမနေတော့ပဲ rider ပုံစံကိုပြောင်းလဲခဲ့ပါတယ်ရိုက်တာလည်းမြူတန်ကိုတိုက်ခိုက်တိုင်းမှာသူမကိုထိခိုက်နေတာကြောင့်မြူတန်လုံးမရခံနေရပါတယ်။အဲဒီလိုနဲ့ရိုက်တာလည်းအားနည်းချက်ကိုရှာရင်မြူတန်ရဲ့အားနည်းချက်ကမျက်လုံးသုံးလုံးမှာဆိုတာကိုသိသွားခဲ့ပါတယ်။ရိုက်တာလည်းချိန်ဆွဲမနေတော့ပဲသူ့ရဲ့ရိုက်တာ post နဲ့သူမျက်လုံးသုံးလုံးကိုဖျက်ဆီးပေးခဲ့ပါတယ်။အဲဒီလိုနဲ့ယူရီယိုဖွဲ့လည်းမြူတန်ရဲ့ထိချုံမှုအောက်ကလွတ်သွားခဲ့ပါတယ်။ရိုက်တာလည်းသူ့ရဲ့ရိုက်တာကင်းနဲ့သူမြူတန်ကိုဆုံးသက်ပေးလိုက်ပါတော့တယ်။နောက်တစ်ခါမှာတော့ယူရီရဲ့တရောတိခတ်တန်တွေကိုကိုတာရိုလည်းနားထောင်နေခဲ့ပြီးဟီရိုလာကိုစောင့်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ဟီရိုလည်းတနေရာကနေရောက်လာခဲ့ပြီး2 version ဆိုတာနှုတ်ဆက်ရင်ကာမရာတာ black အပိုင်းရှိကိုလည်းဆုံးသက်ထားပါတယ်